speaking တို့တဲ့ချင်းနဲ့ဒါပေမဲ့ speaking partner မရှိတော့ဘယ်လိုလုပ်ရမလဲဒီလိုမျိုးစဉ်းစားနေရဆိုတော့ဒီ video လေးကတင့်အတွက်ပါပဲvideo လေးထဲမှာတော့ YouTube က speaking partner မလို့ဘန်းနဲ့အိမ်မှာကိုယ့်ဘာသာတယောက်တည်းလေ့ကျင့်နိုင်မယ်တကယ်အကျိုးသက်ရောက်မှုရှိတဲ့ technique လေးတစ်ခုကိုမျှဝေပေးသွားမှာဖြစ်ပါရှင်အထကဘာလဲဆိုတော့ imitation technique ပဲဖြစ်ပါတယ်YouTube တို့က English စာအုပ်တွေဖတ်တဲ့ English podcast တွေနားထောင်တဲ့ YouTube video တွေကြည့်တဲ့ English သချင်းတွေနားထောင်တဲ့ဒါပေမဲ့တကယ်စကားပြောရမယ်ဆိုလို့ရှိရင်ဘာတစ်လုံးမှထွက်မလာဘူးအဲ့ဒါကဘာကြောင့်လဲဆိုတော့ listening skill ကိုတော့လေ့ကျင့်လိုက်တယ်ဒါပေမဲ့ပါဇက်ကပြန်ပြီးတော့ထုတ်ပြောလို့မရှိလို့ပဲဖြစ်ပါရှင် What is imitation technique imitation technique ဆိုတာကဘာလဲimitation လုပ်တယ်ဆိုတာကသူများပြောတာစောက်ကြည့်ဖတ်တယ်လို့မျိုးလိုက်ပြီးတော့ပြောတာမျိုးမဟုတ်ဘဲနဲ့သူ့ရဲ့လေယူလေသိန်းအတိုင်းလိုက်ပြီးတော့ပြောကြည့်ရဖြစ်ပါရှင်သင်က imitation technique ကိုအသုံးပြုရမယ်ဆိုလို့ရှိရင်ပထမဆုံးအနေနဲ့တော့စာချောင်းတူလေးနဲ့စပြီးတော့လေ့ကျင့်ကြည့်ပါပြီးမှတဖြည်းဖြည်းနဲ့စာချောင်းအလေးအလက်အဆင့်ပြီးတော့စာချောင်းရှည်ပေါ့နော်အဲ့လိုမျိုးတစ်ဆင့်ချင်းစီသွားပြီးတော့လေ့ကျင့်ပါတကယ်လို့သင်ကစာချောင်းအရှိနဲ့စလေ့ကျင့်မယ်ဆိုလို့ရှိရင်ဒါကသင်အတွက်အရန်ခက်ခဲအလုပ်တစ်ခုလည်းဖြစ်သွားနိုင်ပါတယ်သင်ကဒီလိုမျိုး imitation လုပ်ချင်တယ်ဆိုလို့ရှိရင်တော့ YouTube မှာ English imitation lessons လို့ရှာလို့ရပါတယ်သင်က beginner တယောက်ဆိုရင်တော့ English imitation lessons for beginners intermediate ဆိုလို့ရှိရင် English imitation lessons for intermediate level ဒီလိုမျိုးပေါ့နော်သင်ရဲ့ level အလိုက်ရှာလို့ရပါတယ်ရှင် Why this workဒီနီလန်ကဘာလို့အဆင်ပြေရလဲဆိုတော့သူတို့ရဲ့လေယူလေသိန်းအတိုင်းလိုက်ပြီးတော့ပြောတာဖြစ်တဲ့အတွက်စကားပြောရတာစာအုပ်ကြီးကိုဖတ်နေတယ်လို့မျိုးမဟုတ်တော့ဘဲနဲ့အတန်လေယူလေသိန်းအနည်းအမြင့်အတက်အကျနဲ့ပြောနိုင်မယ်ကိုကလိုက်မပြောခင်သူတို့ပြောတာကိုအရင်နားထောင်ရတာဖြစ်တဲ့အတွက် listening skill လည်းတိုးတက်မယ်ပြီးတော့သူတို့ပြောနေကြစကားလုံးလေးစကားစုလေးတွေနဲ့ပို့ပြီးတော့ရင်းနှီးလာမှာဖြစ်ပါရဲ့ရှင် speaking partner မလို့ဘူးသင်တန်းတက်စရာမလို့အဓိကလိုအပ်တာကသင်ယူခြင်းစိတ်ပါပဲဘလောက်ပဲသင်ယူစရာရှိသင်မှာသင်ယူခြင်းစိတ်မရှိဘူးဆိုရင်တော့သင်ကတက်မြောက်မှာမဟုတ်ပါဘူးတနေ့ကို10မိနစ်လောက်ပဲလေ့ကျင့်မယ်ဆိုရင်တော့2လလောက်ဆိုရင်သင်ရဲ့ English speaking skill ကတိတိတတ်တိုးတက်လာမှာအတိအကျပါပဲဒီနေ့ဗီဒီယိုလေးကဒီလောက်ပါပဲရှင်ဒီဗီဒီယိုလေးကသင်အတွက်အကျိုးရှိရဆိုရင် YouTube channel လေးကို subscribe လုပ်ခဲ့ပေးကြပါအောင်ရှင်ပြီးတော့ဒီဗီဒီယိုလေးကိုလည်း like and share လုပ်ခဲ့ပေးပါနော် Thanks for watching bye